အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဖြိုအိမ်မှာချက်စားဖြစ်တဲ့ဝတ်တနီချက်နေလေးကိုလာမျှဝေပေးတာဖြစ်ပါတယ်ရှင်ဒီချက်နေလေးကဆိုလို့ရှိရင်နူးနူးအီလေးနဲ့အရီလုံးလုံးလေးနဲ့အရင်လဲစားကောင်းပါတယ်ကဲဒါဆိုချက်နေလေးကိုသိရအောင်ဖြိုရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးကြပါဦးနော်ပထမဆုံးဖြိုးကရေစစ်သက်စင်ပြီးတော့အတုံးလေးတွေတုံထားတဲ့ဝတ်သားတဲ့ကိုစားနေငယ်ပြီးတော့အသားမုတ်နေငယ်နဲ့စနစ်မုတ်လေးနေငယ်ပြီးတော့အယောင်လေးလှစီရန်အတွက်ဒီပဲငှက်ပြရဲ့အနောက်လေးနေငယ်ကိုထည့်ပေးလိုက်ပါတယ်နောက်ဆုံးကြားမှာထောင်းထားပြီးသားချင်းအရေကိုပေါ့နော်ညှစ်ထည့်ပြီးတော့ဒီအဖက်လေးတွေကိုပါထည့်ပြီးတော့သမထွားအောင်နေထားပေးလိုက်ပါတယ်ရတာလေးတွေစိတ်ဝင်သွားအောင်ပေါ့နော်သေချာလေးနေသွားပေးလိုက်ပါတယ်ရှင်ဝတ်သားကိုရတာနဲ့နေပြီးရနေဖြိုးကမိနစ်20လောက်နှက်ထားပေးလိုက်ပါတယ်မိနစ်20လောက်ရပြီဆိုလို့ရှိရင်တော့ဖြိုးတို့စပြီးတော့ချက်ပေးရန်အတွက်အိုးထဲကိုစီထည့်တယ်ပြီးတော့တကြားထမင်းစားစွန်းရဲ့တစ်ဝက်စာလောက်ကိုထည့်ပြီးတော့တကြားရောင်လေးပြောင်းလာတဲ့အထိပေါ့နော်တဲသွားပေးလိုက်ပါတယ်ရှင်ဒီနေ့ကတော့လွယ်လွယ်ကူကူလေးပဲဝတ်တနီချက်လေးနဲ့ကမုံရွက်ဟင်းချိုလေးနဲ့တွဲစားဖြစ်ပါတယ်ကဲဖြိုးရဲ့တကြားလေးကအယောင်လေးရဲလာပြီဆိုလို့ရှိရင်တော့ရတာနဲ့နှက်ထားတဲ့ဝတ်သားကိုထည့်ပေးလိုက်မယ်ပြီးတော့သမသွားအောင်ပေါ့နော်နှွေသွားပေးလိုက်ပါမယ်ရှင်ဖြိုးကဒီချိန်မှာရေမထည့်သေးပဲနဲ့ပေါ့နော်ဝတ်သားကိုနှစ်ဖက်စလုံးကအယောင်လေးရဲလာတဲ့အထိဒီစီလေးနဲ့ပဲကြော်သွားပေးလိုက်ပါတယ်ဝတ်သားရဲ့အသားလေးတွေကတင်းပြီးတော့နှစ်ဖက်စလုံးကအယောင်လေးရဲလာတဲ့အထိပေါ့နော်ကဲဖြိုးတို့ချက်သွားပေးလိုက်တာအခုလိုမျိုးလေးအယောင်လေးကလည်းနှစ်ဖက်စလုံးရဲပြီးတော့ဝတ်သားရဲ့အသားလေးတွေကလည်းတင်းလာပြီဆိုလို့ရှိရင်တော့သူ့တွေကိုဖြိုးတို့ရေကိုဝတ်သားမျိုးတစ်ထိထည့်ပေးလိုက်ပါမယ်နော်ဖြိုးကတော့ဝတ်သားနူးရအောင်ပေါ့နော်ရေကိုဝတ်သားမျိုးတစ်ထိထည့်ပေးလိုက်ပါတယ်ရှင်ရေထည့်ပေးရတဲ့ဖြိုးကအဖုံးလေးအုပ်ပြီးတော့ရေလေးခန်းလာတဲ့အထိပေါ့နော်တဲသွားပေးလိုက်ပါတယ်ဖြိုးတို့တက်သွားလိုက်တာအခုလိုမျိုးလေးရေလေးနည်းနည်းလေးခန်းနေပြီဆိုလို့ရှိရင်တော့သူ့တွေကိုအစိတ်ကြီးကြီးတွေစိတ်ထားတဲ့ကြက်သွန်နီရဲ့ကြက်သွန်ဖြူရဲ့ကိုထည့်ပေးလိုက်ပါတယ်ဒီမှာဆိုလို့ရှိရင်အလုံးလိုက်လေးလည်းပါတယ်ပေါ့နော်ဒီကြက်သွန်နီထည့်တော့မယ်ဆိုလို့ရှိရင်ဖြိုးတို့ဝတ်သားလေးနူးလာပြီဆိုမှထည့်ပေးပါလို့အကြံပေးချင်ပါတယ်ကြက်သွန်ကနူးမြန်တော့လေမဟုတ်ရင်တအားကြီးပျော်သွားရင်ပေါ့နော်အဖက်လေးတွေမြရမှာဆိုလို့ပါပြရတဲ့ဖြိုးကရေလေးနှဲငယ်ကိုထည့်ပြီးတော့အဖုံးလေးအုပ်ပြီးတော့ပေါ့နော်ဝတ်သားလုံးဝနူးလာတဲ့အထိတက်သွားပေးလိုက်ပါတယ်ကဲဖြိုးတို့တက်သွားလိုက်တာအခုလိုမျိုးလေးစက်တော်ဖက်လေးတွေကလည်းနူးပြီးတော့ဝတ်သားလည်းနူးပြီးတော့ပေါ့နော်အကြီးကလည်းနည်းနည်းလေးခန်းနေပြီဆိုလို့ရှိရင်တော့သမတော်အောင်မှွေပေးလိုက်မယ်ပြီးရင်တော့ရတာပေါင်းငံကိုတစ်ခါတည်းမြည်ပေးလိုက်ပါမယ်နော်ရတာပေါင်းငံကတော့ကိုစိတ်ကြိုက်ပြင်ဆင်ပေးနိုင်ပါတယ်ရှင်ဖြိုးကတော့သူတွေကိုစားလေးနှဲငယ်နဲ့အသားမုတ်လေးနှဲငယ်ကိုထပ်ထပ်ပေးထားပါတယ်ပြီးရင်တော့ဖြိုးကဒီရေလေးနည်းနည်းလေးခန်းသွားအောင်ပေါ့နော်နည်းနည်းလေး6လာတဲ့အထိခဏလောက်တက်သွားပေးလိုက်ပါတယ်ဒီနေရာမှာအရေလေးနဲ့စားချင်ရင်တော့ဒီတိုင်းလေးဘေးပေါ်ချပြီးတော့စားရအောင်ပဲပေါ့နော်ဖြိုးကတော့အရေးလေးနဲ့လေးခန်းလာလေးတဲပေးလိုက်တယ်ကဲဖြိုးတို့ချက်သွားပေးလိုက်တာအခုလိုမျိုးလေးအရေးလေးကနည်းနည်းလေးလုံးလာပြီဆိုလို့ရှိရင်တော့ရပါပြီเนาะဒီနေ့ဟာဆိုလို့ရှိရင်တော့အနက်လေးရမှွေပြီးတော့လုံးလုံးလေးနဲ့အရန်ကိုစားကောင်းတယ်ဖြိုးတို့ရဲ့ဝတ်တနီချက်လေးကတော့စားလို့ရပါပြီရှင်အိမ်မှာဘာချက်လို့ချက်မှမသိရင်ဒီလိုလေးချက်စားကြည့်ပါเนาะကမွန်းရဟင်းကြိုလေးနဲ့ဆိုလို့ရှိရင်အရန်ကိုလိုက်ဖက်ပါတယ်ကဲဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะဖြိုးရဲ့ဒီဖိတ်ကိုလည်းပြန်ပြီးတော့အားပေးကြပါအောင်လို့တောင်းဆိုချင်ပါတယ်ရှင်ဒါဆိုဖြိုးရဲ့နောက်ဗီဒီယိုတက်တင်မှာပြန်ဆောင်ကြမယ်เนาะအားလုံးပဲဘိုင်ဘိုင်